Okay, let's go. မင်္ဂလာပါရှင်နာမည်လေးကတော့ဖုန်းဖုန်းပါရှင်လက်ရှိတရားခုမှာအလုပ်လုပ်နေတဲ့ဒီဇိုင်နာဆရာမတွေအကုန်လုံးကတော့ကျေးဇူးတင်တာပေါ့နော်သူတို့တွေကလည်းညီတော်မြောက်ပြီးခဲ့လို့ဒီညထိရောက်လာအရင်ကြီးတော့မခက်ခဲရပါဘူးပုံမှန်ဆိုလို့ရှိရင်ဒီဇိုင်ကိုဝင်ဖို့ဆိုလို့ရှိရင်တော့ရှမ်ပူကနေစဝင်ရတယ်ပေါ့နော်ရှမ်ပူကြောင့်ကုန်ဆိုမှဒီဇိုင်နာကိုရောက်တာပေါ့နော်ဒါပေမဲ့ကိုကတော့ကျုံကုန်ကနေစရောက်ပြီးတော့ကျိုးတော့စူးစမ်းခဲ့ရပဲအတန်းနိုင်ဆုံးစူးစမ်းတယ်ဆရာမတွေနဲ့လည်းအဆင်ပြေအောင်လည်းပေါင်းနေပေါ့နော်အကုန်လုံးလည်းအဆင်ပြေလာတော့အကုန်လုံးကလည်းအဆင်ပြေတဲ့ခါကျတော့ဒီဒီဇိုင်နာနေအောင်ရွေးပေးခဲ့ရတယ်ပဲထင်တာပဲဖိမကူညီပေးလို့ရှိပါတယ်ကိုဒါကတော့ကိုအဖွဲသားရှင်းရှင်းပေါ့နော်တို့လည်းရန်ကျေးဇူးတင်ပါတယ်ဘာပဲဖြစ်ဖြစ်ရင်ဖွင့်လို့လည်းရတယ်ဘာပဲဖြစ်ဖြစ်သူကအကောင်းဆုံးကြံ့ကြံ့ပေးရပေါ့နော်ညီမကျတဲ့ကတော့ဒီဒီဇိုင်နာကိုပဲပို့ပြီးတော့အောင်မြင်ချင်တာပေါ့နော်ပို့အောင်မြင်တဲ့ဒီဇိုင်နာပဲဖြစ်ရှင်တာကျဒီဒီဇိုင်နာဖြစ်ခင်ကတော့အဲ့လိုကို့မှာအရင်အားကြခဲ့ရတယ်လို့တော့မရှိဘူးပေါ့နော်ရွေးချယ်စရာလည်းမရှိခဲ့ဘူးအိမ်ကနေမှပေါ့ဒီကိုရွာကနေမှအရင်နာမည်ကြီးအရင်စူးစမ်းနေတဲ့အမတယောက်တည်းရှိရပေါ့နော်သူ့ကိုကြည့်ပြီးအားကြပြီးတော့အိမ်ကနေမှသူ့အခုလိုမျိုးပုံစံအရင်ဖြစ်ခိုင်းစီခြင်းနဲ့ဟုတ်တော့တခြားပိုင်းကပေါ့နော်ဟာဆမမှုအဖေနဲ့မြင်ရတယ်အရင်ချစ်ပါတယ်